တင်မော်ဒီထောင်းဆိုင်တွေ့လို့ဒီအခါမင်းနုဆိုင်ရှင်းမှာပဲတင်မော်ဒီထောင်းစားကြည့်လိုက်ဦးမယ်အဖွားရေတင်မော်ဒီထောင်းတပွဲလောက်ရဒီလောက်ဈေးမှာဆိုရင်ဈေးဆိုင်တော်ဆုံးမယ်ဗျအေးဆိုင်တွေကော်ဖီဆိုင်တွေစားတောက်ဆိုင်တွေဒီမှာအထောင်းဆိုင်တွေအထောင်းဆိုင်တော့မစားဘူးတွေတော့အရင်ဆုံးစားကြည့်လိုက်ဦးမယ်ဒီမှာလာမယ်ဆိုလဲစားတောက်စရာတွေအများကြီးပဲ这几道汤呢呀嘞，干南汤呀嘞，木巴拉呀嘞，木腰呢呀嘞，烤粉呢呀嘞，烤烧脚、烤煎饺呢呀嘞，点了。ရှမ်းအစားအစာတွေပေါ့နော် 加了啥呗？ ပဲချင်ပွင့်လည်းမကြည့်ဘူးဗျ ခုနလေးဖွင့်ပြီ ဘယ်နိုင်ကြည့်လဲ ဘယ်နဲ့လေးနဲ့လေးအထိ โอเคဒီပါဆိုင်ကိုလည်းလာအားပေးပါဦးလို့ အားချင်းတုံပဲအဲ လောက်ဈေးထဲမှာရှိပါတယ် แล้วเส้นที่มาสิပါရဲ့လို့နော် ဟုတ်ကဲ့ပါ ဟာလားဒီပေါ် ဒီမော်ဒီကနေထောင်းစားကောင်းနေ ကောင်းလေกันนั้นแน่ดินปอแน่ မီယော เนี่ย မီယော เนี่ยมัน ခေါင်းရဲ့အခုကျွန်တော်တငယ်ချင်းဆိုင်မှာတက်တူလာထိုးလို့ဆိုရင်တက်တူဆိုင်ပေးမှာပေါ့နော်ကျွန်တော်တို့တဘာဝပြားရည်စစ်စစ်နဲ့တမြာရည်နဲ့ဖြော်ထားတာရပါတယ်ဒါတစ်ခွက်မှ90လုံးဝပြားရည်စစ်စစ်ဒီမှာကြည့်စစ်လားမစစ်လားဆိုအကောင်တော်မှအထက်မှာအရှင်လက်လက်ရှိရဲ့လက်တော့ကြည့်အရင်မိုက်တယ်လုံးဝလက်ဖြော်ပြားရည်နဲ့တင်းပြီးတော့မှမူးလိုပဲဖြစ်တောက်လိုက်ဆိုအီပြေတယ်ကွာမူးပြေရမ်းမိုက်ပြားရည်ရယ်ဆိုတာရယ်တမြာဒီရယ်ရမ်းမိုက်လုံးဝဒီမှာကြည့်ပြားရည်စစ်တယ်ဆိုတာအဖုံးဖွင့်ကြမယ်နော်ကြည့်ဒီမှာကြည့်ပြားရည်โอเค